သူရနာမည်က Steve ဖြစ်ပြီးတော့ကွန်ပျူတာကျောင်းသားတစ်ယောက်ဖြစ်ပါတယ်သူဟာပညာရေးမှာဆိုရင်ဉာဏ်ကောင်းတဲ့လူတစ်ယောက်ဖြစ်ပါတယ်သူရတငယ်ချင်းဂျိုးနဲ့သူနေထိုင်နေတာပါဂျိုးကတော့ပကြီးဆွဲတဲ့နေရာမှာအရန်ကိုတော်ပါတယ် Steve ငယ်ငယ်ကတည်းကသူရမိသားစုအခြေအနေဟာအဆင်ပြေပါတယ်ဒါပေမဲ့လည်း Steve နေမကောင်းဖြစ်တဲ့အခါမှာတော့အခြေအနေပြောင်းသွားခဲ့ပါတယ်မိဘနှစ်ပါးစလုံးကဈေးဝါကုသဆေးအတွက်ပင်ပင်ပန်းအလုပ်လုပ်ရပါတယ်အကျွေးဝေတော်မှယူထားရတာပါဒီလိုနဲ့ပဲနောက်ပိုင်းမှာဆိုတော့သူတို့မိသားစုကဆင်းရဲသွားကြပါလိ Steve ကကျမ်းမာရေးပြန်ကောင်းလာခဲ့ပေမဲ့သူ့ကြောင့်ပဲမိသားစုအခက်အခဲကြုံခဲ့ရတာကိုအပြစ်ရှိတယ်လို့မျိုးသူခံစားနေရပါလိ Steve ကသူ့မိသားစုရဲ့ငွေကြေးအခက်အခဲကိုကူညီရှင်းတာကြောင့်ဘာပဲလုပ်ရလုပ်ဖို့အတွက်အဆင်သင့်ပဲဖြစ်ပါလိဒါကြောင့်ပဲဘဏ်ကနေချင်းငွေရဖို့ကြိုးစားပါလိဒါပေမဲ့သူကចောင်းသားတစ်ယောက်ဖြစ်နေတာကြောင့်ဘဏ်ကချင်းငွေလွယ်လွယ်ကူပေးမှာမဟုတ်ပါဘူးနောက်ဆုံးမှာတော့သူဟာHoward ဆိုတဲ့လိန်လေသူတယောက်စီကနေအကူအညီတောင်းခံခဲ့ပါလိHoward ကဘဏ်ကနေချင်းငွေအမြန်ရအောင်ကူညီပေးနိုင်သူဖြစ်ပါလိHoward နဲ့သူ့ရဲ့အပေါင်းအသင်းတွေကဘဏ်ကနေချင်းငွေရအောင်ကူညီပေးတဲ့လုပ်ငန်းတစ်ခုကိုလုပ်ကိုင်နေကြတာပါသူနဲ့သူ့ရဲ့တငယ်ချင်းတွေကအချက်အလက်အတူအယောင်တွေကိုဖန်တီးပြီးတော့ဘဏ်စနစ်ကိုလှည့်ဖျားနိုင်အောင်သူတို့စီလာတဲ့ဖောက်တဲဝေကိုကူညီပေးကြပါလိပြီးတော့Howardဟာသူ့ရဲ့ဖောက်တဲဝေကိုဘဏ်ဝန်ထမ်းတွေနဲ့အင်တာဗျူးလုပ်တဲ့အခါမှာယုံကြည်နိုင်လောက်အောင်ဘယ်လိုမျိုးပြောဆိုရမှလဲဆိုတာကိုလည်းသင်ကြားပေးပါလိဖောက်တဲဝေရဲ့အလုပ်အကိုင်အချက်လက်တွေကိုတော့မှအတူလှုပ်ဆောင်နေခဲ့ပြီးတော့ဘဏ်ကယုံကြည်ပြီးချင်းငွေပမာဏများများထုတ်ပေးစီခဲ့ပါလိချင်းငွေရတဲ့နေ့မှာပဲ Steve ကချင်းငွေကိုဂျိုးစီပို့လိုက်ပြီးတော့ဂျေဆန်ကရောဘန်ကချင်းငွေငင်းပယ်လိုက်တယ်လို့ပြောခဲ့ပါလိဘန်စရင်ပိုက်ဆံမရှိတာကိုတောင်ပြပြီးတော့တက်တီပြခဲ့ပါလိသူ့ရဲ့တငယ်ချင်းစာရာကိုတောင်မှဘန်ဝန်ထမ်းလိုမျိုးဟန်ဆောင်ခိုင်းလိုက်ပြီးဂျေဆန်ကိုချင်းငွေငင်းပယ်ခဲ့တယ်လို့အတီးပြုခိုင်းခဲ့ပါလိစတီဗ်ကသူ့ရဲ့တငယ်ချင်းတွေနဲ့နောက်ထပ်အလုပ်တစ်ခုဖြစ်တဲ့အစစ်မြစ်ပစ္စည်းတွေရောင်းဝယ်တဲ့ website တစ်ခုလောက်ကိုင်နေခဲ့ပါလိဒါပေမဲ့သူရောင်းတဲ့စိန်ခံပစ္စည်းအားလုံးကအတုတွေပဲဖြစ်နေခဲ့ပါလိဘန်ကချင်းငွေရတဲ့အခါမှာစတီဗ်ဟာနိုင်အတုတလုံးဝယ်ဖို့အသုံးပြုပါလိဂျိုးကိုအဲ့ဒီနိုင်အားအစစ်နဲ့တူအောင်ကူညီခိုင်းခဲ့ပါလိဒီအတော်အတွင်းမှာတော့ဆာဝါကစတီဗ်ကိုလိမ့်လေခဲ့ပါလိသူကစတီဗ်ရဲ့ငွေ138တန်းကိုစတီဗ်မရိပ်မိအောင်လိမ်ယူပြီးတော့ထွက်ပြေးသွားခဲ့ပါလိအဲ့ဒီအတော်အတွင်းမှာပဲဂျေဆန်ကHoward ကိုစတီဗ်ချင်းငွေမရခဲ့ဘူးလို့ပြောပြတော့Howard ကစတီဗ်သူတို့ကိုလှည့်ဖျားခဲ့တာသိသွားခဲ့ပါလိဒါကြောင့်ပဲ Howard ရဲ့လုပ်ဖို့ကင်ဖက် Eric ကအရန်ကိုစိတ်ဆိုးသွားခဲ့ပါပြီ Eric ကရက်ဆက်တဲ့လူဖြစ်ပြီးတော့သူ့ကိုဖျက်ဆီးတဲ့လူတွေအားပြန်လဲလက်စားရှိဖို့ဘာမဆိုလုပ်ရန်အသင့်ရှိတဲ့လူပါဒါကြောင့်ပဲသူကအရာအလုံးရှုပ်ပွားတွားစီခဲ့တဲ့ဂျီဆန်ကိုငင်ပန်နှိမ့်ဆက်ခဲ့ပါလိဒီလိုနဲ့တနေ့မှာတော့ Howard က Steve ကိုနောက်ဆုံးမှတွေ့ခဲ့ပါလိသူက Steve ဟာအရန်ကိုညံကောင်းတဲ့လူစွာသိသွားခဲ့ပါလိ Steve ရဲ့ကျွမ်းကျင်မှုကသူတို့ရဲ့လုပ်ငန်းအတွက်အရေးပါတယ်လို့သိတဲ့အတွက် Steve ကိုသူတို့ရဲ့အဖွဲ့ထဲဝင်ဖို့စီယုံရန်ကြိုးစားခဲ့ပါလိ Eric ကအစပိုင်းမှာတော့ Steve ကိုအဖွဲ့ထဲထည့်ဖို့လက်မခံပေမဲ့Howard က Steve ဟာတန်ဖိုးရှိတဲ့အဖွဲ့ဝင်ဖြစ်လာလိမ့်မယ်လို့ပြောပြီးဖြောင်းဖျားနိုင်ခဲ့ပါလိအဲ့ဒီအချိန်မှာပဲ Steve ဟာ Howard ရဲ့လက်ရလက်ယုံဖြစ်တဲ့ Jason ဟာသူ့ကိုလိမ့်လေခဲ့တာကြောင့်ယာထူအခြားခံရတာကိုသိလိုက်ရပါလိ Steve က Jason ကိုလက်တွဲလုတ်ကင်ဖို့ခေါ်ခဲ့ပါလိအကြောင်းတော့ Jason ဟာယုံကြည်စိတ်ချရတဲ့လူဖြစ်ပြီး Steve က idea ဘိုင်းကိုကင်တွယ်နေတဲ့အချိန်မှာ Jason ကလက်တွေ့ဘိုင်းကိုကူညီနိုင်မယ်လို့တိလို့ပဲဖြစ်ပါလိသူတို့နှစ်ယောက်ပေါင်းပြီးသွားမယ်ဆိုရင်တော့အဖွဲ့ကောင်းတစ်ခုဖြစ်လာမယ်လို့ Steve ကယုံကြည်ပါလိအဲ့ဒီနောက်ပိုင်း Steve နဲ့ Jason တို့အလုပ်စူးစမ်းပြီးတော့ဖောက်တဲ့ရှာစီမံကိန်းတွေလုပ်ခဲ့ကြပါလိမကြခင်မှာပဲသူတို့ရဲ့အလုပ်ကပိုက်ဆံအများကြီးရလာခဲ့ပြီး Howard ကိုသဘောကျစေခဲ့ပါလိဒါပေမဲ့သူတို့ရဲ့အောင်မြင်မှုက Howard ရဲ့လက်ရလက်ယုံ B ကိုအယမ်းမနာလို့ဖြစ်စေခဲ့ပါလိ B က Steve ဟာယုံရဲ့အာကိုရသူဖြစ်လာတာကိုမကြိုက်ပါဘူးဒီကနေ့မှာပဲဘဏ်ကနေချင်းငွေလိုအပ်တဲ့ဖောက်တဲ့တယောက်ရလာခဲ့ပါလိ Howard က B ကိုချင်းငွေအတီးပြုတ်ဖို့ဘဏ်ကိုတွားပြီးတော့ဖျားယောင်းပေးဖို့အတွက်ဖောက်တဲ့နဲ့တူဆေလို့ခဲ့ပါလိဒါပေမဲ့ဖောက်တဲ့ကပေါ့တီပေါ်စာနေထိုင်တာကြောင့်သူတို့ရဲ့အစီအစဉ်ဟာအဖို့ထုတ်ခံရလူနေပါဖြစ်သွားခဲ့ပါလိ B ကကြောက်လန့်သွားခဲ့ပြီးအလုပ်ကိုပြတ်စည်းစေခဲ့ပါလိဒီအမားကြောင့်ပဲ Howard နဲ့သူ့ရဲ့အပေါင်းအသင်းတွေဟာသူတို့ရဲ့ဌာနချုပ်ကိုနေရာပြောင်းရွှေ့ဖို့ဖိအားပေးခံလိုက်ရပါလိ Howard ကသူတို့ထွက်မပြေးဘူးဆိုရင်တော့ရဲဝေကသူတို့ကိုအချိန်မီဖမ်းမိသွားလိမ့်မယ်လို့ယုံကြည်ခဲ့ပါလိသူတို့ရဲ့တခုတည်းသောရွေးချယ်စရာကထွက်ပြေးပြီးတတ်နိုင်သမျှဝေပုံးရှောင်နေဖို့ပဲဖြစ်ပါလိအဲ့ဒီအတွင်းမှာရဲဝေကဘန်ဒီမှာမတင်ကားစရာကိစ္စတွေဖြစ်နေတယ်ဆိုရက်သတင်းပေးချက်တခုရခဲ့ပါလိသူတို့ကလူတချို့ဟာချင်းငွေရဖို့သူတို့ရဲ့အလုပ်အကန့်အကြောင်းလိန်ပြောနေကြတယ်ဆိုတာနဲ့သူတို့ကိုကူညီပေးနေတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်ဆိုတာကိုသိသွားခဲ့ပါလိဒီလူတွေကဘန်ကိုလိန်ဖို့အတွက်အချက်လက်အသူတွေဖန်တီးနေတာကိုသိပေမဲ့ရဲစုံထောက်အများစုကတော့ဒီကိစ္စကိုအလေးမထားခဲ့ကြပါဘူးဒါပေမဲ့ Nick ဆွဲစုံထောက်ကဒီကိစ္စကိုအရေးတယူလိုက်ပါလိသူ့ရဲ့လုပ်ဖို့ကင်ဖက်တွေကတော့အရေးမပါဘူးလို့ထင်ပြီးအစီရင်ခံစာဝေကိုလစ်လူရှူပါလိအဲ့ဒီညမှာတော့ဂျိုးဟာ Steve ကို
ရဲကရက်ကွက်ကိုစောင့်ကြည့်နေတယ်လို့ပြောပါရီရဲဝေဟာစတီဗ်ကိုလိုက်နေတာဖြစ်နိုင်တယ်လို့ထင်ပြီးတော့တတိထားဖို့ပြောလိုက်ပါရီနောက်တနေ့မှာစတီဗ်ကနှိတ်ဆုံထောင်းနဲ့တွားတွေ့ခဲ့ပါရီအဲ့ဒီအချိန်မှာနှိတ်ဟာသူ့အဖွဲ့ရဲ့ရာဇဝမှုအမှုနဲ့ပတ်သက်တဲ့ပိုစတာတစ်ခုကိုချိတ်ဆွဲနေတဲ့အချိန်ဖြစ်ပြီးတော့စတီဗ်ကတရင်အသစ်တွေရဖို့စူးစမ်းနေခဲ့ပါရီသူဟာဘာမှမသိတဲ့တာမန်လူတယောက်လိုမျိုးဟန်ဆောင်ခဲ့ပါရီအပြစ်ကင်းစင်တဲ့အကြည့်နဲ့သူကစုံထောင်းနှိတ်ကိုကူညီဖို့အတွက်ကန့်လန့်ခဲ့ပြီးတော့သူ့ရဲ့အတုအယောင်ကျင်နာမှုကြောင့်စုံထောက်ကလည်းလုံးဝကိုအထင်လွဲသွားခဲ့ပါရီသူရှာဖွေနေခဲ့တဲ့လူကသူ့ရဲ့အရှိမရက်နေတာကိုမတိထားခဲ့ပါဘူးစုံထောက်ကမကြခင်မှာပဲသူ့ရဲ့ရုံးကိုပြန်ရောက်သွားခဲ့ပါရီသူကအမှုအကြောင်းပြောရှင်ခဲ့ပေမဲ့သူ့ရဲ့ဖော်ဖီကဒီကိစ္စဟာအရေးမကြီးဘူးလို့ထင်ခဲ့ပါရီအဲ့ဒီအချိန်မှာဟောင်ဝါရဖောက်တဲ့တယောက်ဖြစ်ပြီးတော့အကျွေးစားဖို့အတွက်ချင်းချောက်ခံရတဲ့လူတယောက်အကြောင်းသိလျက်တဲ့အခါမှာပဲအမှုကိုအရေးတယူစလုပ်ကြပါရီအစီရင်ခံစာတင်ပြီးတဲ့နောက်မှာတော့စုံထောက်နေကဟောင်ဝါရဲ့ဌာနချုပ်ကိုအမြန်ဆုံးပဲတွားခဲ့ပါရီအန်အိုစီယာကောင်းနေတာကဟောင်ဝါထာအဲ့ဒီအချိန်မှာသူ့ရဲ့ရုံခန်းထဲမှာရှိနေခဲ့ပါရီသူတို့နှစ်ယောက်နောက်ဆုံးမှာတွေ့ဆုံကြပြီးတော့ဟောင်ဝါကဖမ်းပြီးမှကိုအရန်ဆွေးနေပုံရပါရီဒါပေမဲ့သူ့ကိုတန်တရားမဖြစ်စေဖို့တည်ငြိမ်တယ်လို့မျိုးဟန်ဆောင်ရန်ကြိုးစားခဲ့ပါရီသူကစုံထောက်နေကိုထွက်သွားစေဖို့အတွက်လိန်ညာခဲ့သေးပါရီဒါပေမဲ့နေကမယုံပါဘူးနောက်ဆုံးမှာတော့နေကသူ့ကိုတန်တရားရှိနေတာထင်ရှားတဲ့အခါမှာတော့ဟောင်ဝါကလည်းထွက်ပြေးဖို့လုပ်ခဲ့ပါရီအမှန်တကယ်ဆိုရင်တော့ဘီကပဲရဲဝေကိုတည်င်းပေးခဲ့တာဖြစ်နေခဲ့ပါရီကန်ကောင်းစွာနဲ့ပဲဟောင်ဝါနဲ့ကျန်တဲ့လူတွေကလွတ်မြောက်သွားခဲ့ပြီးဘေးကင်းသွားခဲ့ကြပါရီဒီကိစ္စတစ်ခုလုံးကဟောင်ဝါကိုဒီလုပ်ငန်းရပ်ဖို့အတွက်အချိန်တန်ပြီးဆိုတာဘောပေါက်စေခဲ့ပါရီသူကသူ့ရဲ့လုပ်ငန်းတွေအတွက်အသုံးပြုနေတဲ့ဖောက်တဲ့အချက်လက်တွေအားလုံးကိုစတီအားပေးလိုက်ပါရီဘာကြောင့်လဲဆိုတော့စတီကသူ့ထက်ပို့ပြီးတော့ကင်တွယ်နိုင်လိမ့်မယ်လို့ထင်နေခဲ့တာပါစတီကအခြေခံကနေလုပ်ငန်းကိုပြန်လည်စတင်ဖို့ဆုံးဖြတ်လိုက်ပါရီသူဟာအရင်တငယ်ချင်းတွေကိုခေါ်လာခဲ့ပြီးတော့အမျက်ငွေကိုညီတူညီမျှခွဲဝေပေးမယ်သူတို့ရဲ့ကျမ်းမာရေးကိုလည်း Q ဆိုင်မယ်လို့ကတိပေးခဲ့ပါရီဒီတစ်ခါမှဆိုတော့သူကသူ့ရဲ့လုပ်ငန်းမှာပို့ပြီးတော့ခင်မိတဲ့နီလန်းတွေကိုအတုံးပြုခဲ့ပါရီဟောင်ဝါကပိုစတာဝေကိုအတုံးပြုပြီးတော့လုပ်ငန်းကြော်ညာတဲ့အခါမှာစတီကအွန်လိုင်းကြော်ညာကိုပြောင်းပြီးတော့အတုံးပြုပါရီသူ့ရဲ့ website ကို one line လို့နာမည်ပေးခဲ့ပါရီဒါကချေးငွေရဖို့အတွက်ဖောက်တဲ့ဝေကိုကူညီပေးတဲ့စီးပွားရေးဝန်ဆောင်မှုတစ်ခုဖြစ်ပါရီသူက one line ကိုအရေးပေါ်ငွေလိုအပ်ပေမဲ့ချေးငွေမရနိုင်တဲ့လူတွေအတွက်ဖြည့်ရှင်းနည်းတစ်ခုအဖြစ်ဖန်တီးခဲ့ပါရီone line ရဲ့အခွင့်အရေးဝေကြောင့်သူတို့ဟာဖောက်တဲ့အများအပြားကိုလင်းမြန်စွာနဲ့ဆွဲဆောင်နိုင်ခဲ့ပြီးဟောင်ဝါထက်တော်မှပိုက်ဆံတွေပူရလာခဲ့ပါရီစတီဟာသူစုဆောင်းထားတဲ့ပိုက်ဆံနဲ့မိဘဝေကိုပိုက်ဆံစားပို့လာခဲ့ပါရီအကြောင်းကတော့သူမိသားစုအခြေအနေကိုပိုကောင်းစေရှင်ပြီးစင်ရမှုကနေလွတ်မြောက်အောင်ကူညီပေးရှင်လို့ပဲဖြစ်ပါရီဒါပေမဲ့သူ့အမေကအဲ့ဒီပိုက်ဆံကိုမလို့ရှင်ပါဘူးသူ့အမေကသူ့ရဲ့ကျမ်းမာရေးနဲ့တည်မြဲတဲ့အလုပ်ကိုပဲ Q ဆိုင်ပါရီသူ့သားရဲ့ဘဝကအန်ဒီရရှိမယ်ဆိုရင်ပိုက်ဆံကအတိတ်ပဲမရှိပါဘူးလို့ယုံကြည်ပါရီတစ်ဖက်မှာလည်း Eric ဟာဟောင်ဝါနဲ့အတူအလုပ်လုပ်နေစဉ်ကတည်းကလုပ်ငန်းတိုးချဲ့ဖို့ idea ကြီးတွေရှိခဲ့ပါရီသူကဗန်ကြီးတွေနဲ့ပူးပေါင်းပြီးတော့ပိုက်ဆံပိုရှာရှင်ခဲ့ပါရီဒါပေမဲ့ဟောင်ဝါကစိတ်ဝင်စားခဲ့ပါဘူးသူကလိုအပ်နေတဲ့လူတွေကိုကူညီဖို့ပဲလိုရှင်ခဲ့ပါရီသူကဗန်တစ်ခုနဲ့ပူးပေါင်းတာဟာအမျက်အစွန်းကိုပဲအာယုံစိုက်တာလို့ခံစားရပြီးတော့ဒါကသူ့ရဲ့တန်ဖိုးဝင်နဲ့မကိုက်ညီဘူးလို့ခံစားရပါရီဒါဟာသူတို့အကြမ်းမှာကြီးမားတဲ့ကွဲပြားမှုဖြစ်စေခဲ့ပြီးတော့နောက်ဆုံးမှာသူတို့ကတီရှာလန်းခွဲသွားခဲ့ကြပါရီနောက်ဆုံးမှာတော့ Eric ဟာ B နဲ့ပူးပေါင်းခဲ့ပြီးဘန်ဒရိုက်တာဝေနဲ့ဆက်သွယ်ကဖောက်တဲ့အသစ်တွေကိုယူလာခဲ့ပါရီသူဟာ bot ဖြစ်တဲ့သူ့ရဲ့အမိန့်ကိုလူပိုင်းလိုက်နာရမယ်ဆိုတာရှင်းရှင်းလင်းပြောခဲ့ပါရီသူကမလိုက်နာတဲ့လူဘယ်သူကိုမဆိုဆက်ဆံရေးဖျက်ဖို့အတွက်ဝန်မလေးပါဘူးလို့တိစေခဲ့ပါရီဘယ်သူမှမတိလိုက်ခင်မှာပဲ Eric ရဲ့လုပ်ငန်းဟာတဟုန်ထိုးတိုးတက်လာခဲ့ပါရီသူဟာကိုရီးယားကဗန်ကြီးတွေနဲ့ပူးပေါင်းမှုကြောင့်သူ့ရဲ့အိမ်မက်စီးပွားရေးလုပ်ငန်း Marai Capital ကိုအကောင့်ထဲဖော်နိုင်ခဲ့ပါရီသူဟာဖောက်တဲ့ဝေအများကြီးရပြီးပိုက်ဆံတွေစရှာနိုင်ခဲ့ပါပြီဒါပေမဲ့စတီးရဲ့ company one line နဲ့ပြိုင်ဆိုင်မှုပြင်းထန်တာကိုတတိထားမိလာခဲ့ပြီးတော့သူတို့ဟာပြိုင်ဖက်တွေဖြစ်သွားတယ်လို့ခန်းစားလာရပါရီတစ်ဖက်မှာတော့ one line မှာရည်မှန်းချက်အသစ်တစ်ခုရှိလာခဲ့ပါရီစတီးကအခုလက်ရှိအောင်မြင်မှုကိုကောင်းကောင်းခန်းစားပြီးရနောက်ပိုက်ဆံပိုရှာဖို့လိုရှင်လာခဲ့ပါရီဆာရာကအာမခံကိုအကျွေးအတွက်အာမခံဖြစ်အသုံးပြုအကြံပေးခဲ့ပါရီဒါကဖောက်တဲ့ဝေအတွက်အန်ဒီရရှိလို့စတီးရဲ့တခြားတငယ်ချင်းတွေကတဘောမတူခဲ့ကြပါဘူးဒါပေမဲ့စတီးဟာပိုချမ်းသာလာဖို့စိတ်ပိုင်းဖြတ်ထားပြီးဆာဝါရဲ့အကြံပြုချက်အတိုင်းလိုက်လုပ်ခဲ့ပါရီဒီရွေးချယ်မှုကသူ့ရဲ့တငယ်ချင်းတွေကိုစိတ်ပြတ်စေခဲ့ပြီးတော့သူ့ကိုစွန့်ခွာတွားစေခဲ့ပါရီနောက်တနေ့မှာတော့ Eric ဟာ one line ရဲ့ရုံးကိုရောက်လာခဲ့ပြီးနေရာတစ်ခုလုံးကိုလုံးဝဖျက်ဆီးပစ်ပါရီသူကသူ့ရဲ့နေမျိုးကိုကောက်ွယ်ရှင်းပြီးတော့ပြိုင်ဆိုင်မှုကိုမလိုလားပါဘူးသူကစတီးဟာသူ့ရဲ့အောင်မြင်မှုကိုခိုးယူဖို့အတွက်စ조사နေတယ်လို့ခံစားရပြီးတော့ဒီအလုပ်ကနေရှောင်ထွက်ဖို့စတီးကိုတတိပေးပါရီအဲ့ဒီအတော်အတွင်းမှာပဲ Eric နဲ့အတူလာတဲ့ B က one line ဟာဖောက်တဲ့အချက်လက်တွေကိုသူ့ရဲ့ company အတွက်ခိုးယူခဲ့ပါရီဆာဝါက Eric စီကိုအမြန်ဆုံးသွားပြီးတော့သူ့ရဲ့လက်ထောက်ဖြစ်ဖို့ကန့်လန့်ခဲ့ပါရီအကြောင်းကတော့သူက Eric ဟာစတီးထက်ပိုအားကောင်းတယ်ဆိုတာကိုသိနေလို့ပဲဖြစ်ပါရီဆာဝါက Eric ရဲ့အဖွဲ့ထဲဝင်ဖို့ဘာပဲလုပ်ရတင့်ပဲဖြစ်ပါရီဘာကြောင့်လဲဆိုတော့သူဟာအစကတည်းက
အနိုင်ရတဲ့ဖက်မှာရှိရှင်လို့ပဲဖြစ်ပါရီစတီးကတော့တယောက်တည်းကြံခဲ့ပါရီသူတငယ်ရှင်အားလုံးကသူ့ကိုစွန့်ခွာသွားပါပြီသူဟာသူ့ရဲ့အရင်ဘောဟောင်ဝတ်နဲ့တွေ့ဖို့ဆုံးဖြတ်ပါရီအလုံးရက်လိုက်ပြီးကတည်းကဟောင်ဝတ်ဟာသူ့ရဲ့တိုက်ခန်းထဲမှာပဲပိတ်နေခဲ့ပြီးတော့အလုံးလုံးစင်ကာလအတွင်းဆူဆောင်ထားတဲ့ပိုက်ဆံတွေကိုတုံးဆွဲကပျော်မွေ့နေခဲ့ပါရီစတီးကနောက်တစ်ခါအတူတွဲလို့ရှင်ပါရီဒါပေမဲ့ဟောင်ဝတ်ကတော့စီးပွားရေးနဲ့ပတ်သက်ပြီးအပီးအပိုင်ရက်လိုက်ပါပြီဒီအစားသူကစတီးကိုသူ့တငယ်ရှင်တယောက်နဲ့တွေ့ဖို့အကြံပြုခဲ့ပါရီမကြခင်မှာသူတို့ဟာEric နဲ့အလုံးမလုံးတဲ့ band director တယောက်ဖြစ်တဲ့ director ဘေကာနဲ့တွေ့ဆုံခဲ့ကြပါရီသူကဒီစီးပွားရေးလုပ်ငန်းထဲမှာတော်တော်လေးကိုကြာနေပြီဖြစ်တဲ့အတွက်အကျွေးတင်နေတဲ့ company တွေရဲ့စည်းရင်းကိုရရှိထားပါရီအဲ့ဒီ company တွေကသူတို့ပေးရမယ့်အကျွေးကိုစနိုင်စွမ်းမရှိလို့ဒီပါလီခံတော့မယ်လို့သူကယုံကြည်ပါရီဟောင်ဝါကဒီအချက်လက်တွေကိုစတီးက Eric နဲ့တိုက်ပွဲဝင်တဲ့နေရာမှာအသုံးပြုနိုင်အောင်ကူညီဖို့ဆုံးဖြတ်ခဲ့ပါရီနောက်တနေ့မှာပဲဟောင်ဝတ်ဟာ Eric နဲ့တွေ့ခဲ့ပါရီပထမတော့သူကအချိန်ကြာကြီးမတွေ့ဖြစ်တဲ့သူ့ရဲ့အရင်တငယ်ချင်းနဲ့ပြန်ဆက်သွယ်ရှင်တာလို့ပြောခဲ့ပါရီဒါပေမဲ့ပြီးတော့ဟောင်ဝတ်ကတရရောက်ဟာသူ့ကိုတွေ့ရှင်တဲ့ဆိုရယ်ဘုံကြီးတစ်လုံးကိုချလိုက်ပါရီအဲ့ဒါဟာ director ဘေကာပဲဖြစ်ပါရီ director ဘေကာကထိုင်နေရကနေထလာပြီးတော့မိတ်ဆက်ပါရီပြီးတော့ Eric ကိုစီးပွားရေးအဆိုပြုချက်တစ်ခုပြောပြခဲ့ပါရီဒါဟာပိုက်ဆံအများကြီးဂတိပြုထားတဲ့အတွက် Eric ဟာဒီအဆိုပြုချက်ကိုလက်ခံဖို့စဉ်းစားနေခဲ့ပါရီတစ်ဖက်မှာတော့စတီးဟာပိုသေးတဲ့အင်ကိုပြောင်းရွှေ့သွားတဲ့သူ့ရဲ့မိဘတွေအားအလဲတွားပါရီသူကသူတို့ကိုပုံမှန်ပိုက်ဆံပို့ပေးခဲ့တဲ့အတွက်သူတို့ရဲ့ပြောင်းရွှေ့မှုကိုအံ့အားသင့်သွားခဲ့ပါရီဒါပေမဲ့သူ့အမေဟာအဲ့ဒီပိုက်ဆံဘေးကလာမှမသိလို့အသုံးပြုရငင်းဆန်နေဆဲပဲဖြစ်ပါရီနောက်ဆုံးမှာတော့စတီးဟာသူ့ရဲ့အလုပ်အကြောင်းကိုအမှန်တိုင်းဖွင့်ရပါရီသူကတခြားလူတွေကိုချေးငွေရအောင်ကူညီရှင်အဖြစ်ပိုက်ဆံကိုလွယ်လွယ်ကူရအောင်ကူညီရှင်တယ်လို့ရှင်းပြခဲ့ပါရီသူကအတိတ်မှာသူ့ရဲ့မိသားစုကိုဒုက္ခရောက်စေခဲ့တဲ့အတွက်အပြစ်ရှိတယ်လို့မျိုးခံစားရပြီးတော့အရာအလုံးကိုပြန်လဲအဆင်ပြေအောင်လှုပ်ရှင်ခဲ့ပါရီသူ့ရဲ့ဖခင်ကသူတို့ခက်ခဲခဲ့ရတာဟာသူ့ရဲ့အပြစ်မဟုတ်ပါဘူးလို့ပြန်လဲအားပေးခဲ့ပြီးတော့သူ့ရဲ့ကျမ်းမာရေးကတာအရေးကြီးဆုံးဖြစ်တယ်လို့ပြောခဲ့ပါရီမိဘဝင်နဲ့တွေ့ပြီးရနောက်စတီးကဘာကြောင့်များဒီလုပ်ငန်းကိုဆက်လုပ်နေတုံးလဲဆိုတာကိုစဉ်းစားမိခဲ့ပါရီနောက်ဆုံးမှာတော့သူက BC ကနေ Marai Capital ဖောက်တယ်ရဲ့အချက်လက်တွေကိုခိုးယူနိုင်ခဲ့ပါရီပြီးတော့ဖောက်တယ်ကိုတဦးချင်းစီစစ်ဆေးဖို့စီစဉ်ခဲ့ပါရီနောက်တနေ့မှာတော့စတီးကစတင်စစ်ဆေးခဲ့ပြီး area ဖောက်တယ်အားလုံးကိုဆိုးရွားစွာဆက်ဆံနေတာအတွေ့ရှိခဲ့ပါရီလူတချို့ကိုတမင်တက်ဆိုးရွားစွာဆက်ဆံပြီးတော့ဈေးုံတက်ရတဲ့အထိဖြစ်သွားခဲ့ပါရီဒီလိုပဲဖြစ်မယ်ဆိုရင်တို့ရဲ့အာမခံကနေငွေပေးမယ်ပြီးတော့တို့ကအကျွေးဆနိုင်မယ်ဆိုရယ်ရည်ရွယ်ချက်နဲ့ပဲဖြစ်ပါရီတချို့ဆိုရင်တော့ချေးငွေပေါ်ကအတုံးလုံးအရန်မြင့်တာကြောင့်မပေးဆောင်နိုင်တဲ့အတွက်တို့ကိုတို့အဆုံးစီရင်တဲ့အထိဖြစ်သွားခဲ့ပါရီဒါကဟောင်ဝတ်ရဲ့မူလစီးမြင့်နဲ့စန့်ကျင်နေခဲ့ပါရီသူတိဆောက်ခဲ့တဲ့လိန်ညာမှုကွန်ရက်ဟာလိုအပ်နေတဲ့လူတွေကိုကူညီဖို့ရည်ရွယ်ခဲ့တာပါသူတို့ရဲ့ပြဿနာတွေကိုပိုဆိုးရွားစေဖို့အတွက်မဟုတ်ပါဘူးစတီးကဒါကိုစုံထောင်းနှိပ်စီဖွင့်ချခဲ့ပါရီEric ရဲ့ရာဇဝတ်မှုမှာစုံထောင်းနှိပ်ရဲ့အကြီးအကဲတွေကပါဝင်နေပါရီဒါကြောင့်ပဲရဲဝေဟာဒီအမှုကိုတခါမှအရေးယူလို့မရှိတာပါစတီးကသူ့ရဲ့လောက်ရတွေကိုဝန်ခံပြီးတော့သူ့မိသားစုရဲ့ငွေကြေးအခက်အခဲကိုလည်းပွင့်လင်းပြောပြခဲ့ပါရီသူကဟောင်ဝတ်ရဲ့မလောက်စရာမကောင်းတဲ့စီးပွားရေးကိုလွှဲယူခဲ့တာဝန်ခံခဲ့ပါရီဥပဒေနဲ့မငြီတာတိတိကြီးနဲ့နမဲကရောင်ဝမ်းလိုက်လို့ပြောင်းခဲ့တာပါသူကဥပဒေချိုးဖောက်နေတာကိုသိလို့အကျိုးဆက်ကိုရင်ဆိုင်ဖို့အတင်းပဲဖြစ်ပါရီပြီးတော့သူဟာ Marai Capital ရဲ့မကောင်းတဲ့လိုအပ်ချက်နဲ့သူ့စီမှာရှိတဲ့တက်တေဝေအကြောင်းထွက်ပြောခဲ့ပါရီစုံထောက်ကလည်းစတီးကိုယုံကြည်ဖို့ဆုံးဖြတ်ခဲ့ပြီး area မကောင်းတဲ့စီးပွားရေးကိုဖော်ထုတ်ဖို့အတွက်အတူတကွလက်တွဲခဲ့ကြပါရီစတီးနဲ့ဟောင်ဝတ်တို့က Eric ကိုစန့်ကျင်လှုပ်ရှားခဲ့လို့တမကစတီးရဲ့တငယ်ချင်းတွေဆာရာအပါဝင်လဲအားလုံးပူးပေါင်းခဲ့ကြပါရီဆာရာရဲ့အကူအညီနဲ့သူက Marai Capital ကိုဝင်နိုင်ထွက်နိုင်ခွင့်ရှိနေသေးပါရီစတီးနဲ့သူ့ရဲ့အဖွဲ့ဟာ Marai Capital ကနေ$2 သန်းကျော်ရွှေ့ပြောင်းနိုင်ခဲ့ပါရီစတီးက Eric ပိုက်ဆံအားလုံးကိုသူ့ရဲ့အကောင့်ထဲအောင်မြင်စွာပြောင်းပြီးတဲ့နောက်စုံထောက်နေကနောက်ဆုံးမှာ Eric ကိုဖမ်းမိခဲ့ပါရီပြီးတော့နေကစတီးလည်းပါဝင်ပတ်သက်နေတာသိလို့စတီးကိုလည်းလိုက်ဖမ်းခဲ့ပါရီဒါပေမဲ့စတီးကဟောင်ဝတ်ရဲ့အကူအညီနဲ့လွတ်မြောက်သွားခဲ့ပါရီစတီးနဲ့သူ့ရဲ့ပေါင်းပါဝေဟာ area ပိုက်ဆံအလုံးကိုလက်ဝယ်ရရှိခဲ့ပြီးတော့အဲ့ဒီပိုက်ဆံကိုလူအိုင်းရဲ့အကျွေးပေးဆက်ဖို့အတွက်အသုံးပြုခဲ့ပါရီပြီးတော့သူကကျန်တဲ့ပိုက်ဆံတွေကိုတကယ်လိုအပ်နေတဲ့လူတွေအားပေးခဲ့ပါရီအစကတည်းကသူဟာစီးပွားရေးကိုပြဿနာပိုဖန်တီးဖို့မလုပ်ခဲ့ပါဘူးသူကကူညီရှင်ခဲ့တာပါကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးထူးတင်ရှိပါခင်ဗျာ